ရှေးဥစွာကျွန်တော်ကျမ်းပိုက်လေးကိုအနေငယ်ဖတ်ပြလိုပါတယ်။စာလံကျမ်းအခန်းကြီး19အနေငယ်ကျွန်တော်ဖတ်ပါမယ်။မိုးကောင်းကင်သည်ဘုရားခင်ဘုန်းတရေတော်ကိုကြားပြော၍မိုးမျက်နှာကျက်သည်လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။တနေ့ကိုတနေ့မွတ်ဆို၍တညစ်ကိုတညစ်သွန်သင်၏။နှုတ်မွက်ခြင်းစကားပြောခြင်းမရှိသူတို့နှုတ်ထွက်တန်ကိုမကြားရတော့လေ။သူတို့၏အတန်သည်မြေတစ်ပြင်လုံး၌နှံ့ပြား၍သူတို့၏စကားသည်မြေကြီးအစွန်းတိုင်အောင်ရောက်လေ၏။ sorry ဆိုတော့ကျွန်တော်တို့ကျမ်းစာကဘာပြောလဲဆိုရင်မိုးကောင်းကင်သည်တဲ့နော်ဘုရားခင်ကြီးဘုန်းတရီတော်ကိုကြားပြော၍တဲ့မိုးမျက်နှာကျက်သည်လက်တော်နှင့်လှုပ်သောအရာများကိုပြသ၏တဲ့ဆိုတော့ကောင်းကင်ကြီးကစကားမပြောပါဘူးဒါပေမဲ့ကောင်းကင်ကိုကြည့်တဲ့အခါမှာဘုရားဘုန်းတရီကိုမြင်ဖို့ဘုရားခင်ကမိုးကောင်းကင်ကြီးကိုဖန်ဆင်းထားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့သူတို့ကစကားပြောခြင်းနှုတ်မခြင်းမရှိပါဘူးတဲ့ဒါပေမဲ့သူတို့အတန်ကမြေကြီးဆွမ်းတိုင်အောင်ရောက်တယ်တဲ့ဆိုမိုးကောင်းကင်ကိုကြည့်တဲ့အခါမှာနော်ကျွန်တော်တို့များသောအားဖြင့်ကမ္ဘာမှာရှိတဲ့သူတွေသိပ္ပံပညာရှင်တွေနော်သူတို့ပညာရေးရဲ့ရှုထောင့်ကဘယ်လိုမြင်လဲဆိုရင်ကောင်းကင်ကြီးဘာတွေရှိလဲအဲ့ဒီထဲမှာစဖြင့်ပေါ့ဘာတွေရှိနေလဲနော်ကျွန်တော်သိပ္ပံအမြင်နဲ့ပဲမြင်ပါတယ်ဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ပထဝီမှာသင်ခဲ့ပူးပါတယ်နော်ဒီဂျိုကြီး6 လုံးရှိတယ်ဆိုကျွန်တော်သင်ခဲ့ပူးပါတယ်ဒါပေမဲ့အခုနောက်ပိုင်းနည်းပညာတွေမြင့်လာတဲ့ခါကျတော့ကျွန်တော်တို့သိခဲ့တဲ့ဂျိုကြီး6 လုံးမကတော့ဘူးအဲစက်ကြဝဠာထဲမှာတကယ်ကိုအပြောကျယ်တဲ့နော်မရည်တွက်နိုင်အောင်များတဲ့ဂျိုတွေအများကြီးရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့အဲ့ဒါတွေကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ဘာကိုနားလည်ရလဲဆိုတော့အဲ့ဒီနောက်ွယ်မှာနော်ထိန်းချုပ်ထားတဲ့ပုံကိုရှိတယ်ဖန်ဆင်းထားတဲ့ပုံကိုရှိတယ်နော်ဂျိုတွေအများကြီးဘီလီယံနဲ့ချီတဲ့ဂျိုတွေရှိတယ်အဲ့ဒါတွေကတစ်လုံးနဲ့တစ်လုံးမတိုက်သွားဘူးနော်သူ့ဟာနဲ့သူပုံမှန်လေပတ်နေတယ်ဆိုတာကြီးကအင်မတန်စမ်းကြယ်ပါတယ်ဒါကြောင့်မိုးကောင်းကင်ကိုကြည့်တဲ့အခါမှာအဲ့ဒီနောက်ွယ်မှာရှိနေတဲ့ဖရားကိုမြင်နိုင်ဖို့အထိဖရားကနော်မိုးကောင်းကင်ကြီးကိုဖန်ဆင်းထားတာဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာတစ်ခုကပါလဲဆိုရင်အဲ့ဒီခုနပြောတဲ့ဒီဘီလီယံနဲ့ချီတဲ့ဂျိုတွေထဲမှာနော်နေစကြဝဠာအဖွဲ့အစည်းတွေထဲမှာကဘာကအလုံးလေးသေးသေးလေးပဲအဲ့ဒီအများကြီးနဲ့ရှင်ကဘာသေးသေးလေးဖြစ်သွားရောအဲ့ဒီကဘာမှာရှိတဲ့အခုနော်တန်ပေါင်း8000လောက်လူတွေကကဘာလုံးအောင်သေးသေးလေးဖြစ်သွားတယ်ဆိုတော့လူသားကကဘာမှာမမြင်ရတော့တဲ့အမှုန်လေးလိုဖြစ်သွားအောင်အဲ့ဒီနော်အမှုန်လိုသေးသေးလေးဖြစ်သွားတဲ့သူရဲ့အုံနောက်ကပိုတောင်သေးသွားသေးတယ်အဲ့ဒီသေးသေးလေးအုံနောက်ကလေးကရှိတဲ့လူကတချို့လူတွေကဘုရားသခင်ဆိုတာမရှိပါဘူးကွာတဲ့နော်အဲ့လိုသွားပြောတယ်ဆိုတော့ဘယ်လိုမှအတိတ်ပဲမရှိပါဘူးနောက်ပြီးတော့မှကမ္ဘာပေါ်မှာလူတွေလက်ခံထားတဲ့ဘုရားတွေအများကြီးရှိပါတယ်ဆိုတော့အိန္ဒိယနိုင်ငံမှာဆိုရင်ဘုရားအများကိုးကွယ်တဲ့ဝါဒကျင့်သုံးပါတယ်တဲ့နော်တွေ့သမျှသူတို့ကဘုရားပဲဘုရားတွေဘယ်လောက်တောင်များလဲဆိုသူတို့ရှိမှတန်းနဲ့ချီပြီးရှိတယ်တဲ့နော်တွေ့သမျှဘုရားပဲအဲ့ဒါပါလဲဆိုလူကဒီအသက်ရှင်တဲ့ဘုရားစစ်မှန်တဲ့ဘုရားနဲ့အဆက်ပြတ်သွားတဲ့အခါမှာနော်လူကတွေ့သမျှကိုဘုရားဆိုပြီးအထင်နဲ့ကိုးကွယ်ခြင်းကစလာတာပေါ့နော်ဆိုတော့အဲ့ဒီကမ္ဘာမှာရှိတဲ့နော်တန်ပေါင်း9000 8000လောက်ရှိတဲ့အထဲကလူသားတွေကတေးသေးလေးအမှုန်လောက်လေးပဲရှိတယ်ဘုရားခင်အမြင်မှာနော်မြူမုံလောက်လေးပဲရှိတဲ့သူကစူးစမ်းကျင့်ကြံပြီးတော့မှငါကဖျားဆိုရင်ဒါအဓိပ္ပာယ်ရှိရလားကျွန်တော်စဉ်းစားစရာဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့တော်တော်များလက်ကင်ထားတယ်ဘုရားတွေအများကြီးပွင့်ခဲ့တယ်ဆိုပြီးမှလူတွေကချီးမြှောက်ပြီးသူတို့ကိုးကွယ်ကြတယ်တရားတွေကျင့်ကြံပြီးတော့မှနော်အားထုတ်ပြီးတော့ဒါဆိုရင်ကျွန်တော်တို့တခုစဉ်းစားကြည့်ရအောင်ဆိုတော့မြန်မာပြည်မှာကျွန်တော်စဉ်းစားတဲ့အရာလေးပြောင်းပြန်ဖြစ်နေတဲ့အရာလေးပေါ့နော်ဒါလေးကိုကျွန်တော်ပြောပြချင်ပါတယ်ဥပမာကျွန်တော်တို့ကရက်ကွက်ထဲကကုံစုံဆိုင်မှာကျွန်တော်ကြက်ဥသွားဝယ်မယ်ဆိုရင်နော်ဘယ်သူမှဥကြက်10 လုံးပေးပါလို့မပြောပါဘူးကြက်ဥ10 လုံးပေးပါဆိုပြီးတော့သွားဝယ်ကြတယ်အဲဒါဆိုရင်ကျွန်တော်စဉ်းစားကြည့်မယ်နော်အဲ့ဒီကြက်မကြီးနဲ့ကြက်ဥနဲ့ဘယ်ဟာအရင်ရှိလဲအဲဒါကိုကျွန်တော်စဉ်းစားရမှာပေါ့ဆိုတော့အဲ့မေးခွန်းကိုမေးတဲ့အခါမှာတချို့နေရာမှာတချို့ကကြက်ဥတချို့ကကြက်မဆိုပြီးအမျိုးမျိုးဖြေထွက်ကြတယ်အဲ့တော့ကျွန်တော်တို့စကားထဲမှာအဖြေပါတယ်ကြက်ဥဒါဆိုရင်ကြက်မကြီးကအရင်ရှိတယ်ပေါ့နော်ဆိုတော့ကြက်မကြီးဆိုတာရှိလို့ကြက်ဥဆိုတာရှိတယ်
ဟုတ်ပြီဒီလိုပဲဆရာနဲ့တပည့်မှာနော်ဆရာဆိုတာရှိလို့တပည့်ဆိုတာရှိတယ်နော်ဒါရှင်းပါတယ်နော်ပြီးတော့မှဆက်သွားမယ်ဆိုရင်မိဘနဲ့သားသမီးဒါမေးခွန်းမေးမယ်ဆိုရင်ဒါရှင်းပါတယ်မိဘအရင်ရှိတယ်ဆိုတော့ကျွန်တော်တို့ဘယ်သူမှမကြားဘူးပါဘူးနော်ဒီသားသမီးတွေရှိမှမိဘလေးတွေမွေးလာတယ်ဆိုတော့မရှိပါဘူးဒါဆိုရင်ဒါပြောင်းပြန်ကြီးဖြစ်နေပြီနော်ဆိုတော့သားသမီးတွေရှိပြီးမှမိဘလေးတွေလက်ဆွဲပြီးတော့မူကြိုသွားဖို့မယ်မရှိပါဘူးဒါဆိုရင်ဒါပြောင်းပြန်ကြီးပေါ့နော်ဆိုတော့ကျွန်တော်ဆိုလိုတာကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာအရင်ရှိပါတယ်နော်ဒါဆိုရင်နောက်ဆုံးအဆင့်ကပါလဲဆိုရင်ဖယားနဲ့လူမှာဘယ်သူရင်ရှိလဲဆိုတော့မေးခွန်းပေါ့နော်ဆိုတော့ဖယားဆိုတာအရာခတ်သိမ်းမရှိခင်ရှိပါတယ်တဘာဝတရားကြီးကိုအစိုးရပါတယ်တဘာဝတရားကြီးမရှိခင်ရှိထားတဲ့ဖယားဖြစ်ပါတယ်နော်နှုတ်ကဖြစ်စေလို့ပြောရင်ဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်နော်ပြီးတော့မှတစ်ဆက်တည်းအဲ့ဒီဖယားဆိုတဲ့ပုဂ္ဂိုလ်မှာတက်တန်းကုံဆုံးသွားလို့လည်းမရပါဘူးနော်ကျွန်တော်တို့မှုန့်လေးတွေဝယ်စားရဆိုရင်ဘယ်နေ့မှထုတ်တယ်ဘယ်နေ့မှတက်တန်းကုံဆုံးရဆိုတာရှိပါတယ်နော်ဒီလိုပဲကဘာကြီးနဲ့ဆက်ကြပါလားပြီးတော့မှကျွန်တော်လူသားတွေသက်ရှိသက်မဲ့တွေအားလုံးမှာလည်းတက်တန်းကုံဆုံးရဆိုတာရှိပါတယ်အဲ့ဒီလိုပဲနော်အဲ့ဒီလိုပဲကဘာပေါ်မှာလူတွေသတ်မှတ်တဲ့ဖျားတွေဒီလည်းတက်တန်းကုံဆုံးသွားတယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ဘယ်လိုနည်းနဲ့သိနိုင်လဲဆိုဖျားဆိုပြီးအထွတ်မြတ်ထားပြီးကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေရဲ့စံတော်တွေဆိုတာကျွန်တော်တို့လောကမှာရှိပါတယ်ဆွဲတော်တွေရှိတယ်နော်ခြေတော်တွေဓာတ်တော်တွေစဖြင့်ပေါ့သူတို့ရဲ့အထိမ့်မဲ့ပစ္စည်းတွေကိုမြတ်လို့ထားပြီးကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုသူဟာလောကကြီးမှာမရှိတော့ဘူးနော်တက်တန်းကုန်ပြီးထွက်သွားပြီဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဟုတ်ပြီအခုနော်ကောင်းကင်အောက်လူတို့မှာမပေါ်မရှိဆိုတဲ့ဖရာထိုသခင်ရဲ့နာမတော်မှာတပါးဆိုယေရှုခရစ်တော်ဖရာရဲ့စံတော်ဆိုတာလောကမှာလုံးဝမရှိပါဘူးယေရှုခရစ်တော်ရဲ့ဆွဲတော်ဆိုတာလည်းကမ္ဘာမှာမရှိပါဘူးဘာကြောင့်လဲဆိုတော့ तू ကတည်ခြင်းမှန်ကိုအောင်တဲ့တည်တတ်တဲ့ဒီခန္ဓာကိုယ်ပဲရှင်ပြန်ထမြောက်သွားတဲ့တဆူရီသောနော်အသက်ရှင်သောဘုရားဖြစ်ပါတယ်ဆိုတော့နောက်ထောင်နေတဲ့မိတ်ဆွေတို့အနေနဲ့နော်ကမ္ဘာမှာကျွန်တော်ပြောတာမယုံဘူးဆိုရင်နော်ကမ္ဘာကိုပတ်ပြီးရှာကြည့်ပါမိတ်ဆွေတို့အနေနဲ့လမ်းစေးကုန်ပြီးတော့နော်အမောဖောက်တာပဲဖတ်တင်ပါလိမ့်မယ်လို့နော်ဆိုတော့ဘာလဲဆိုရင်ယေရှုခရစ်တော်ဆိုတဲ့အသက်ရှင်သောဘုရားမန်၅ပါးအောင်တဲ့ဘုရားယေရှုခရစ်တော်တပါးကြီးပဲရှိပါတယ်ဆိုတော့အဲ့ဒီဘုရားကလူကိုချစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒီလူတွေသတ်မှတ်တဲ့ဘုရားတွေကတော့ဘာလုပ်လဲဆိုရင်သူလမ်းညွန်ပေးနိုင်တဲ့သူတွေဖြစ်ပါတယ်ဒီလိုလေးလုပ်ရင်တော့ဒါတော့ရောက်မှာပေါ့ဆိုတဲ့အထင်ပဲရှိပါတယ်ဆိုတော့သူတို့ကိုယ်တိုင်ရောက်သွားတယ်ဆိုတဲ့သက်သေဒီပြစရာဘာမှမရှိပါဘူးသူတို့ရောက်ခဲ့တယ်ငါဟိုမှာဘာတွေတွေ့ခဲ့တယ်နော်ငါကိုယ်တိုင်အဲ့မှာနေတယ်ဆိုတဲ့ဟာဘယ်သူမှမပြောနိုင်ပါဘူးနော်အခုကျွန်တော်ဒီမှာအခုမိတ်ဆွေတို့မိတ်ဆက်ပေးနေတဲ့နော်တဆူရီသောအသက်ရှင်သောဘုရားမင်္ဂလာပါကိုအောင်တဲ့ဘုရားကတော့ဘာလဲဆိုရင်သူကိုယ်တိုင်ကောင်းကင်မှာနေတယ်နော်ကျွန်တော်တို့ကိုချစ်လွန်အားကြီးလို့နော်ငရဲကိုမသွားစေခြင်းလို့နော်ကျွန်တော်တို့ကိုအသက်ဆွန့်ပြီးတော့မှနော်သူ့ရဲ့အသွေးတော်နဲ့ရွေးဝယ်တဲ့ဘုရားဖြစ်ပါတယ်ဆိုတော့လူတစ်ယောက်ကကျွန်တော်တို့ဒီတယောက်နဲ့တယောက်ဘာကောမလဲတယောက်နဲ့တယောက်လက်ဆောင်ပေးခြင်းကိုတက်နိုင်တဲ့အတိုင်းအတာနဲ့ပစ္စည်းလေးတစ်ခုခုဝယ်ပြီးတော့ပေးနိုင်တာပေါ့နော်ဒါပေမဲ့အသက်ဆွန့်ပြီးတော့ဘယ်သူမှတယောက်နဲ့တယောက်တော့မရွေးဝယ်နိုင်ပါဘူးနော်ဆိုတော့ဖခင်ကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကိုအရန်ချစ်တယ်သူ့ရဲ့အသက်ကိုစွန့်ပြီးတော့ကျွန်တော်တို့ကိုကယ်ပေးတယ်ဆိုတော့တွေ့ရပါတယ်ဆိုတော့ဒီလိုဖခင်မျိုးလဲကျွန်တော်တို့နော်လမ်းညွှန်ပေးတာမဟုတ်ဘူးသူကနော်ကိုစားလုပ်ပေးတဲ့ဖခင်ဖြစ်ပါတယ်အပြစ်ကနေလွတ်အောင်ကိုစားလုပ်ပေးတယ်ဟုတ်ပြီဒါဆိုရင်ဆရာသူ့ဟာသူလောကတိုင်မှာသိတာကျွန်တော်ကဘာကျူးကျေးဇူးခံစားရမှာလဲကျွန်တော်တို့မေးခွန်းမေးစရာရှိပါတယ်ဆိုတော့ကျွန်တော်တို့ကိုစားလုပ်ပေးလို့ရတဲ့အရာရှိပါတယ်နော်ဥမာလက်တွေခြေတွေမရှိတဲ့သူပေါ့ဗျာသူရေတောက်ချင်တယ်ရေတွင်းကိုတော့သူတွေ့ရတယ်မျက်စိကမြင်တဲ့အတွက်မြင်ရတယ်ဒါပေမဲ့သူရေတောက်လို့မရပါဘူးဒါနဲ့လက်တွေခြေတွေစုံတဲ့သူကရေတွင်းထဲကရေကိုယူပြီးတော့မှသူ့ကိုတိုက်ပေးလိုက်တယ်ဒါဆိုရင်သူရေတောက်လို့ရသွားပါတယ်နော်ထိုနည်း၎င်းပဲဆိုတော့နိုင်ငံခြားတိုင်းပြည်တစ်ခုမှာကျွန်တော်တို့သားဖနှစ်ယောက်ရှိပါတယ်သူ့ရဲ့သားလေးကရက်ွက်ထဲမှာသွားရင်းနဲ့လူတစ်ယောက်နဲ့အချင်းဖြစ်ပွားပြီးတော့မှမတော်တဆတတ်မိသွားတယ်ဒါနဲ့သူကအပြစ်မခံယူကျင်တာနဲ့ထွက်ပြေးသွားတယ်အဲ့ဒီအချင်းအရာကိုတခြားသူတွေကမသိလိုက်ပေမဲ့သူ့ဖေကတော့သိလိုက်တယ်ဒါနဲ့သူ့ဖေကနော်သူ့သားလေးရဲ့ကိုစားနော်ဒီတယောက်ဒီလူကိုသူတတ်လိုက်တာပါလို့ဝန်ခံလိုက်တယ်ဆိုတော့သူ့ဖေကထောင်ကျသွားတယ်ဆိုတော့သူ့သားကလွတ်သွားတာပေါ့ဆိုတော့ကိုစားလုပ်ပေးလို့ရတဲ့အရာတွေလောကမှာရှိပါတယ်ချစ်တော်မိတ်ဆွေ
ယေရှုခရစ်တော်ကကျွန်တော်တို့ကိုအရန်ချစ်တဲ့အတွက်နော်သူ့အသက်ကိုယ်တော်မနှမျောဘဲနဲ့လက်ဝါးကတိုင်မှာရဲရဲဆက်ဆက်ကျွန်တော်တို့ရဲ့ကိုယ်စားဝတ်ကြွေးကံကြွေးတွေအားလုံးကိုသူကလက်ဝါးကတိုင်မှာပေးဆက်သွားတာဖြစ်ပါတယ်။အဲကြောင့်သူ့ရဲ့ပေးဆက်ခြင်းကကျွန်တော်တို့အတွက်အကျိုးကျေးဇူးရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဆိုတော့ကျွန်တော်တို့ကလက်ကင်ထားတာကဘာလို့လက်ကင်ထားလဲဆိုရင်ကျွန်တော်မြန်မာလူမျိုးတွေတော်တော်များများကကံကံကျိုးပေါ့ကိုယ်လုံးမှာကိုရမယ်ဒါကတော့ရေပုံရအဖြစ်တော့မှန်ပါတယ်ဒါမဲ့ကျွန်တော်တို့နေရာတိုင်းမှာတော့မမှန်နိုင်ပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရိုးရိုးလေးစဉ်းစားကြည့်ရအောင်အခုကျွန်တော်တို့နင်းထားတဲ့ကဘာမြေကြီးကျွန်တော်တို့လှုပ်ထားတာလားလို့ကျွန်တော်မေးခွန်းလေးမေးချင်ပါတယ်ကျွန်တော်တို့လုံမှသာနင်းရမယ်ဆိုနင်းစရာမရှိပါဘူးနော်ကျွန်တော်တို့ရှူနေတဲ့အောက်ဆီဂျင်ကျွန်တော်တို့လုံမှသာရှူရမယ်ဆိုတော့သွားပြီအကုန်လုံးသက်ရှူကြက်ပြီးသေဖို့ပဲရှိပါတယ်မိတ်ဆွေကုံပြောမယ်မိတ်ဆွေနဲ့ကျွန်တော်ဖြစ်လာတာကကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းမပါပါဘူးလို့နော်ဆိုတော့ဒါကကျွန်တော်အင်မတန်ရိုးရှင်းပါတယ်ဒါကြောင့်ဒီဟာတွေကိုကျွန်တော်ခြုံငုံပြီးကြည့်မယ်ဆိုရင်စောစောကအစဆုံးမှာကျွန်တော်ဖတ်ခဲ့တဲ့ကျမ်းစာကိုပြန်သွားမယ်ဆိုရင်ကျွန်တော်မြင်ရတဲ့အရာတွေကိုကြည့်လိုက်တာနဲ့အဲ့ဒီနောက်ွယ်မှာအသက်ရှင်တဲ့ဘုရားရှိနေပါတယ်ဆိုတော့ကျွန်တော်နားလဲရပါတယ်လောကမှာစန့်ကျင်ဘက်သဘောတွေအများကြီးရှိပါတယ်နော်စန့်ကျင်ဘက်သဘောကအများကြီးရှိနေပါတယ်ဥပမာကျွန်တော်တို့အပူရှိရင်အေးအေးဆိုတာရှိပါတယ်အလင်းရှိရင်အမှောင်ဆိုတာရှိတယ်နော်အမဲရှိရင်အဖြူဆိုတာရှိတယ်ကျွန်တော်ချုပ်ပြီးပြောရမယ်ဆိုရင်ဗျာသင်္ခါရဆိုတဲ့မတည်မြဲခြင်းတရားကိုကျွန်တော်လက်ကင်ထားတယ်လက်ခံတယ်ဆိုရင်နော်အစင်ထာဝရဆိုတဲ့မြဲခြင်းတရားကိုလည်းကျွန်တော်လက်ခံဖို့ပဲရှိပါတယ်နော်လူတွေကမမြဲခြင်းတရားကိုတော့နားလည်တယ်ဘယ်မှမမြဲပါဘူးတဲ့ဟုတ်ပြီနော်အဲ့ဒါကကျွန်တော်တို့လူတွေအတွက်ဖြစ်ပါတယ်နော်ဖယားဆိုတဲ့ပုံကူကတော့ဘယ်တော့မှတက်တန်းကုန်လို့မရပါဘူးလို့ဒါကြောင့်သူ့ကိုပဲကျွန်တော်တို့ဖယားဆိုပြီးသတ်မှတ်လို့ရပါတယ်တက်တန်းကုန်သွားတယ်ဖယားလို့ခေါ်ပြီးနော်တက်တန်းကုန်သွားတယ်ဆိုရင်သူ့ကိုကိုးကွယ်ရင်အကျိုးရှိပါမလားဒါလေးကျွန်တော်စဉ်းစားစရာရှိပါတယ်နော်ဒါကြောင့်မို့လို့ဆိုတော့ကျွန်တော်တို့ဖယားဆိုတဲ့ပုံကိုဒီနော်ကျွန်တော်ဥပမာမိနစ်60ကို1နာရီနော်24နာရီမှာ1ရက်30မှာ1လနော်365ရက်မှာ1နှစ်ဆိုပြီးတော့မှကျွန်တော်တက်တန်းသတ်မှတ်တာရှိပါတယ်ကျွန်တော်လူသားတွေလည်းတစ်နှစ်ပြီးတစ်နှစ်နော်အသက်တွေကြီးလာတယ်အိုမင်းမစွမ်းတစ်ချိန်ကြာရင်ကျွန်တော်သိချင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဖယားဆိုတဲ့ပုဂ္ဂိုလ်မှာအဲ့ဒီအချိန်တိုင်းသတ်မှတ်ချက်လုံးဝမရှိပါဘူးအချိန်တိုင်းစက်ဝန်းရဲ့အပြင်ဘက်မှာရှိနေပါတယ်နော်ဥပမာကျွန်တော်တို့လူသားတွေအနေနဲ့လက်ခံထားတဲ့ဆိုပါစို့ဘာသာတရားကလက်ခံထားတဲ့ဘုံတွေအဆင့်ဆင့်ရှိပါတယ်နော်ကျွန်တော်ဒီနေရာမှာဒီဗုဒ္ဓဘာသာရဲ့အယူအဆလေးတစ်ခုကိုကျွန်တော်ထည့်သွင်းပြီးပြောချင်ပါတယ်ဥပမာ32ပုံပေါ့ဗျာနော်လူနဲ့ပြမတိရစ္ဆာန်အတရုကဲအစအဖြစ်ပေါ့နော်ဆိုတော့အဲ့ဒီမှာအဲ့ဒီဘုံထဲမှာရှိနေတဲ့သူချင်းချင်းကမင်းတို့ငါကဲမယ်လို့ပြောလို့မရပါဘူးရိုးရိုးရှင်းရှင်းနားလည်အောင်ပြောမယ်ဆိုရင်ကျွန်တော်အချုပ်ကျနေတဲ့သူချင်းချင်းဟာဟေးမင်းတို့ငါကဲမယ်ကွာလို့ကျွန်တော်ပြောရင်လုံးဝအဓိပ္ပာယ်မရှိပါဘူးနော်အဲ့ဒီအချုပ်နဲ့မဆိုင်တဲ့အပြင်ကလူကလာကဲမှပဲရပါတယ်ဒါကြောင့်မလို့ပုထုဇဉ်မှန်ဘသူမှဘသူကိုမကယ်နိုင်ပါဘူးလို့နော်ကိုယ့်ဟာကိုယ်တော်ဘယ်သွားမှမှမသေးကြတဲ့အဆင့်မှာပဲရှိပါတယ်ဒါကြောင့်ဘုရားစစ်ဘုရားမှန်သည်နော်စောစောကဒီလူတွေသတ်မှတ်ထားတဲ့ဘုံတွေရဲ့အပြင်ဘက်မှာရှိပါတယ်ပြီးတော့အချိန်နာရီသတ်မှတ်ချက်စက်ဝန်းရဲ့အပြင်ဘက်မှာရှိနေပါတယ်လို့နော်အဲ့ဒီဘုရားစစ်ဘုရားမှန်ကိုရှာဖွေတွေ့ရှိသွားဖို့ပဲအရေးကြီးဆုံးဖြစ်ပါတယ်အဲချစ်တော်မိတ်ဆွေသိအရေးကြီးပါတယ်နော်ဆိုတော့လူမှာခန္ဓာစိတ်ဝိညာဉ်ဆိုပြီး၃ပိုင်းရှိပါတယ်နော်အဲ့ဒီအထဲမှာဝိညာဉ်ဟာအသိအရေးကြီးပါတယ်ကျွန်တော်တို့ခန္ဓာကြီးကမြေကြီးကလာတဲ့အတွက်မြေကြီးပြန်ဖြစ်သွားမယ်နောက်တစ်ချိန်မှာကျွန်တော်တို့မြေကြီးတွေကိုပြန်ရောက်သွားမယ်ဒါပေမဲ့ကျွန်တော်တို့အထက်ကဝိညာဉ်ဘယ်ကိုသွားမလဲဆိုတာကတော့သိအရေးကြီးသွားပြီမိတ်ဆွေနော်မိတ်ဆွေတင့်အတွက်မနှက်ပြန်ဆိုတာသိကြခြင်းမှသိကြလိမ့်မယ်နော်လူဟာတရက်ထဲမှာတော့ဘာဖြစ်မယ်ပြောလို့မရပါဘူးချက်တော်မိတ်ဆွေနော်ကျွန်တော်ငယ်ငယ်တော့ကြားဘူးတဲ့အနာမျိုး66ပါတဲ့နော်ဒါပေမဲ့အခု960တော့မကတော့မဟုတ်ဘူးလားနော်အနာတွေပေါ်လာလိုက်ဆေးတွေပေါ်လာလိုက်နဲ့အမျိုးမျိုးကျွန်တော်တွေ့နေရတယ်မဟုတ်ဘူးလားချက်တော်မိတ်ဆွေဒါကြောင့်နော်သင်ရောကျွန်တော်ရောနော်ဘယ်မျိုးဘယ်ရွာမှာဘယ်အချိန်မှာဘယ်လိုပုံစံနဲ့နော်ဘယ်လိုလေးတည်သွားမလဲဆိုတာကျွန်တော်ကြိုမသိနိုင်ဘူးမဟုတ်ဘူးလားချက်တော်မိတ်ဆွေဒါကြောင့်လေသိအရေးကြီးပါချက်တော်မိတ်ဆွေအသက်ရှင်တဲ့ဘုရားကသင်ကိုလက်ကမ်းကြိုနေပါတယ်နော်သူကတင့်ကိုလမ်းညွှန်ပေးတာမဟုတ်ဘူးတင့်ကိုချစ်လုံးလို့နော်လောကကြီးကိုလူစားရီခံပြီးကြွလာပြီးတော့ကျွန်တော်တို့လူသားတွေရဲ့ကိုယ်စားဝကြွေးကံကြွေးအားလုံးကိုနော်ရက်ဆက်လက်ဝါးကတိုင်မှာကိုယ်စားအသေးခံပေးဆက်သွားတဲ့ဘုရားဖြစ်ပါတယ်
နော်အဲ့ဒီဖျားကိုယုံကြည်လက်ခံတယ်ဆိုရင်သူဟာထာဝရကာလအသက်ရှင်တဲ့ဖျားဖြစ်တယ်နောင်တမလွန်အတွက်လဲနော်အာမခံချက်ပေးနိုင်တဲ့ဖျားဖြစ်ပါတယ်ချစ်တော်မိတ်ဆွေနော်ကျွန်တော်လူသုံးမျိုးသုံးစားအကြောင်းလေးပြောပြီးတော့နေကုန်းချုပ်ချင်ပါတယ်နော်လူသုံးမျိုးသုံးစားရှိပါတယ်ယေရှုခရစ်တော်ကအဲ့ဒီလိုကျွန်တော်တို့ထာဝရကာလငရဲမှာခံရမယ့်ဝိကျွေးကံကြွေးအားလုံးကိုရဲရဲဆက်ဆက်လောကတိုင်မှာကိုစားအသေးခံပေးပါတယ်နော်ပထမလူကတော့နော်ငယ်ပါသေးတဲ့အချိန်တွေရှိပါတယ်တောက်စားမှုရပျော်ပါပြီးတော့မှယေရှုခရစ်တော်ပြုပေးတဲ့ယေရှုတရားကိုသူလက်မခံပါဘူးဒါကြောင့်သူဟာနော်သူတည်သွားတဲ့အခါမှာနော်နောက်တမလို့မှသူငရဲမှာပဲထာဝရကာလသွားရတော့မှာဖြစ်ပါတယ်ဒုတိယလူကတော့နော်ဘာသာတရားတွေရှိတယ်ကုသိုလ်ကောင်းမှုတွေရှိတယ်ဒါတွေကိုစူးစမ်းချင်းကြံပြီးတော့ယေရှုခရစ်တော်ပြုပေးတဲ့ယေရှုတရားကိုသူလက်မခံပါဘူးဆိုတော့ဘာသာတရားတွေကမကောင်းဘူးလားကောင်းပါတယ်ဒါပေမဲ့ပုထုဇဉ်ဖြစ်တဲ့လူသားကကောင်းလို့လားအပြစ်နဲ့ကင်းလို့လားဒါကိုကျွန်တော်စဉ်းစားဖို့လိုပါတယ်ဆိုတော့ကျွန်တော်လူသားတွေမှာဘယ်လိုအယောင်မဲဝတ်ထားတာအခုကျွန်တော်ဆိုရင်အဖြူရောင်ဝတ်ထားတယ်နော်တခြားဘာသာရေးဒီမှာဆိုလည်းအမျိုးမျိုးအယောင်လေးတွေရှိပါတယ်နော်မိတ်ဆွေတင်ပါဝတ်လုံမဲဝတ်ထားတာအထက်ကပုရုဇဉ်ကအတူတူပဲမဟုတ်ဘူးလားချစ်တော်မိတ်ဆွေပုရုဇဉ်မှာအပြစ်ကင်းတဲ့လူတယောက်မှမရှိပါဘူးနော်ကျွန်တော်လူသားမှန်လို့ရှိရင်လောဘဒေါသမာနကိလေသာဆိုတော့ကျွန်တော်တို့စိတ်ထဲမှာအမြဲတမ်းရှိပါတယ်ကျွန်တော်တို့ထဲမှာအဲ့ဒီနော်လောဘဒေါသမာနကိလေသာတဏှာဒါတွေရှိတဲ့သူကဘယ်လောက်ပဲကောင်းတာလို့အကျိုးထူးပါမလားချစ်တော်မိတ်ဆွေဒါကြောင့်အဲ့ဒီဒုတိယလူကနော်သူ့ရဲ့ငါဆိုတဲ့အတ္တကိုပဲအခြေခံပြီးတော့မှတရားတွေကျင့်ပြီးယေရှုခရစ်တော်ပြုပေးတဲ့ယေရှုတရားကိုသူလက်မခံဘူး။ဒါကြောင့်သူလည်းပဲကွယ်လွန်သွားတဲ့အခါမှာငရဲကိုပဲသွားရတော့မှာဖြစ်ပါတယ်။နော်တတိယလူကတော့နော်တတိယလူကတော့အိုးသူဘာမှမတတ်နိုင်ဘူးဆိုတာသူမြင်သွားတယ်။သူဟာပြည့်နေမကင်းဘူး။နော်လူဟာကောင်းတာနဲ့ဆိုးတာဆိုရင်ဆိုးတာပဲလုပ်ဖြစ်တယ်။နော်အတွေးခေါ်ဆိုဘယ်သူမှမတန်ရှင်းပါဘူး။နော်ဒါကိုသူမြင်သွားတဲ့သူကနော်ငါ့ကိုကယ်တင်ပေးတဲ့ဘုရားရှိပါလားဆိုတာကိုမြင်ပြီးတော့မှယေရှုခရစ်တော်ပြုပေးတဲ့ယေရှုတရားကိုသူလက်ခံတယ်ဒါကြောင့်သူဟာနော်သူကွယ်လွန်သွားတဲ့အခါမှာနော်ထာဝရသက်ရှင်တဲ့ဘုရားရှိတဲ့ကောင်းကင်ဒုက္ခချမ်းသာဘုံကိုဝင်စားရမှာဖြစ်ပါတယ်မိတ်ဆွေနားဆင်နေတဲ့မိတ်ဆွေအနေနဲ့နော်အဲ့ဒီလူသုံးမျိုးသုံးစားထဲမှာသင်ဘယ်လိုလူစားဖြစ်ချင်လဲကျွန်တော်ကတော့သင်ကိုတတိယလူလိုမျိုးနော်ကိုကဘာမှမတတ်နိုင်ဘူးဘာသာတရားတွေကကောင်းပေမဲ့ကိုကဘလို့မှမကောင်းနိုင်ဘူးနော်ကိုယ်အနေနဲ့ဘလို့မှမလွတ်မြောက်နိုင်ဘူးလောကမှာလူသားတွေကနေဖြစ်လာတဲ့ဖရားတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့သူတို့လည်းမသေးချာမရရနဲ့အဆုံးသတ်သွားတယ်မဟုတ်ဘူးလားချစ်တော်မိတ်ဆွေဒါကြောင့်မလို့တတိယလူလိုမျိုးပေါ့နော်ယေရှုခရစ်တော်ရဲ့ယေရှုတရားကိုလက်ခံပြီးတော့မှကောင်းကင်ဒုက္ခချမ်းသာပုံကိုဝင်စားသွားတဲ့သူဖြစ်စေခြင်းပါတယ်ချစ်တော်မိတ်ဆွေဒါကြောင့်နားဆင်နေတဲ့မိတ်ဆွေအနေနဲ့နော်ဒီကျမ်းစကားလေးကိုသေချာလေးမှတ်သားထားဖို့မြတ်တာခံပါတယ်ထိုသခင်ဆိုတဲ့ယေရှုခရစ်တော်ရဲ့နာမတော်မှာတပါးကောင်းကင်အောက်လူတို့မှာမပေါ်မရှိဘူးဖြစ်ပါတယ်ချစ်တော်မိတ်ဆွေဒါကြောင့်ယေရှုခရစ်တော်ကိုမိမိရဲ့အသက်ခင်ကယ်တင်ရှင်ဖြစ်နော်ကျွန်တော်တို့လောကမှာအသက်မကုန်သွားခင်မှာခန္ဓာနဲ့ဝိညာဉ်မကွဲကွာခင်မှာအသေးချင်းတရားကိုမရင်ဆိုင်ခင်မှာယေရှုခရစ်တော်ဆိုတဲ့အသက်ရှင်တဲ့ဘုရားကိုပိုင်ဆိုင်ရရှိနိုင်ပါစေ။ဘုရားခင်ကောင်းကြီးပေးပါစေ။ခရစ်တော်ရဲ့နာမတော်ဟာလောက်တောင်တကူကြီးပြီးတော့မှကျမတို့ကိုကယ်တင်နိုင်တော့အတုမဲ့အတုနှိုင်းရှင်စရာမရှိတဲ့နာမတော်ဖြစ်ကြောင်းကျမဒီနေ့နှုတ်ကပတ်တော်အားဖြင့်ဝင်ကားချင်ပါတယ်ပထမဆုံးအနေနဲ့ကျမတမန်တော်ဝတ္ထုခန်းကြီး၄ခန်းငယ်12မှာဖော်ပြထားတဲ့နှုတ်ကပတ်တော်အတိုင်းပဲထိုသခင်ဤနာမတော်မှတပါးငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟုပေတရုသည်ထိုသူတို့အားမဆို၏ဒီနှုတ်ကပတ်တော်မှာကျမတို့ဒီနေ့လောကမှာပြောရရင်ကြားဘူးပါတယ်ပေါ့နော်လူကမတည်သေးဘူးပေါ့နာမည်ကတည်သွားပြီပေါ့သူကလည်းလူသားတည်တယ်ပေါ့နော်သူ့နာမည်ကတော့ဆက်ပြီးတော့ရှင်သန်နေတယ်ပေါ့နော်စသည်ဖြင့်ကျမတို့အဲ့လိုမျိုးပြောကြတယ်ဒါပေမဲ့မတည်တဲ့သူဆိုတာမရှိဘူးလေနော်ဆိုတော့ကျမဒီနေ့ပြောချင်တာနာမည်ပေါ့အင်္ဂလိပ်လိုကျတော့ကျွန်တော် name ပေါ့နော် name ဆိုတာဗမာလိုတော့နာမည်ဒါပေမဲ့အခုကျမပြောချင်တဲ့နာမည်ကတော့နာမည်သက်သက်မဟုတ်ပဲနဲ့ယေရှုခရစ်တော်ကဖျားဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကသူ့ရဲ့နာမည်လို့မခေါ်ပဲနဲ့နာမတော်လို့ကျမဒီကနေ့ဒီနေရာမှာသုံးနှုန်းချင်ပါတယ်အဲ့တော့ကျမဒီကနေ့ကျမတို့ပြောမယ်ယေရှုခရစ်တော်ရဲ့နာမတော်နဲ့ပတ်သက်ပြောတဲ့အခါမှာတော့ယေရှုဟာအစဉ်အမြဲအသက်ရှင်သောဖျားခင်ဖြစ်ပါတယ်ယေရှုခရစ်တော်ဟာမနေ့ယနေ့နောက်ကာလ
မပြောင်းမလဲသောဖျားဖြစ်ပါတယ်သူကဖျားဖြစ်တာကိုလူဆိုရင်ပြောင်းလဲတယ်လေနော်အသက်တွေကြီးလာတယ်ဒါပေမဲ့ယေရှုခရစ်ဒီအစတည်းကကျမတို့ဒီကမ္ဘာလောကကြီးမရှိခင်တည်းကရှိနှင့်သောဖျားဖြစ်တဲ့အတွက်ကြောင့်အချိန်ကလည်းသူ့ကိုကန့်သတ်လို့မရပါဘူးနေရာကလည်းကန့်သတ်လို့မရပါဘူးဒါကြောင့်သူဟာတဘာဝကိုလည်းနိုင်သောဖျားဖြစ်တယ်တဘာဝလွန်သောဖျားဖြစ်တယ်ပေါ့နော်ဒါကြောင့်ယေရှုခရစ်တော်ရဲ့နာမတော်ကယေရှုခရစ်တော်ဒီအသက်ရှင်တဲ့အတွက်ကြောင့်သူ့ရဲ့နာမတော်ကလည်းအစဉ်မြဲအသက်ရှင်ပြီးတော့တကိုးနဲ့ပြည့်ဝတာဖြစ်ပါတယ်ဒါကြောင့်ထိုနာမသည်ကျမတို့ကိုကယ်တင်နိုင်သောနာမဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ရဲ့နာမကလွဲပြီးတော့မှကျမကိုမိတ်ဆွေကိုကယ်တင်နိုင်သောနာမဟာကောင်းကင်အောက်မှာမရှိဘူးမြေကြီးပေါ်ဘယ်မှာမှမရှိဘူးဆိုတာကိုမေတ္တာအားဖြင့်ဒီအစီအစဉ်လေးကိုပေါ့နော်ကြည့်မိရဆိုလို့ရှိရင်ဝေငှပေးရစေဆက်ပြီးတော့ကျမကျမ်းပိုင်းတစ်ခုကိုဖတ်ချင်ပါတယ်ဒါကတော့ဖိလိပ္ပိဩဝါစာခန်းကြီး2အငယ်9နဲ့အငယ်10ပေါ့နော်10နဲ့17လေးကိုဖတ်ချင်ပါတယ်အကြောင်းမူကားကောင်းကင်တတ္တဝါမြေကြီးတတ္တဝါမြေကြီးအောက်၌ရှိသောတတ္တဝါကြီးဟုသောခတ်သိမ်းသောတတ္တဝါတို့သည်ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောင်၍ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်ခမည်းတော်ဖျား၏ဘုန်းအတည်တော်ကိုထင်ရှားစေကြမည်အကြောင်းဒီကောင်းကင်မှာရှိတဲ့တတ္တဝါတွေမြေကြီးပေါ်မှာရှိတဲ့တတ္တဝါတွေမြေကြီးအောက်ထဲမှာရှိတဲ့တတ္တဝါတွေအားလုံးဟာဆိုလို့ရှိရင်ယေရှုရဲ့ဘွဲ့နာမတော်ကိုဒူးထောင်ပြီးတနေ့ကြလို့ရှိရင်ထိုယေရှုခရစ်တော်သခင်ဖြစ်တယ်ဆိုတာကိုဝန်ခံရမယ်ဆိုတာကိုကျမတို့နားလည်ရပါတယ်။အဲကြောင့်ကျမတို့ခုပြောနေတာကခရစ်ယာန်ဘာသာတရားအကြောင်းကိုပြောနေတာမဟုတ်ပါဘူး။ကျမတို့ဒီကနေ့မိတ်ဆက်ပေးနေတာကတော့မိတ်ဆွေကိုးကွယ်လို့ရတော့သက်ရှင်သောဖရာဒီလောကမှာရှိရဲဆိုရမျှော်လင့်ချက်ပေးတာပါနော်။ဒီကနေ့လောကမှာကြားရတဲ့သတင်းတွေဟာမိတ်ဆွေကိုမျှော်လင့်ချက်မပေးနိုင်ပါဘူး။ငြိမ်သက်ခြင်းကိုလောကကခဏတော့ပေးကောင်းပေးနိုင်ပါမယ်။မိတ်ဆွေဒီနေ့လောကမှာအာမခံကုမ္ပဏီအများကြီးရှိပါတယ်နော်။လောကကပေးတဲ့စိတ်ချမှုပေါ့အတိုင်းအတာတစ်ခုပေါ့အမှကျမတို့ကားရှိရဆိုရင်ကားကို insurance အာမခံကုမ္ပဏီလုပ်ထားရဆိုရင်ကြိုက်တဲ့လောက်နော်ထားပါတော့အတိုင်းအတာတစ်ခုတိုက်တယ်ဆိုရင်လည်းကုမ္ပဏီကလျော်မယ်ပေါ့အခုကျမ်းမာရေးအာမခံတွေလုပ်ကြတယ်ပေါ့နော်ဒါပေမဲ့ယေရှုခရစ်တော်ကတော့ယခုဘဝနောင်ဘဝအတွက်အာမခံသောတဆူလီသောဖျားခင်ဖြစ်ပါတယ်နော်လောကကမပေးနိုင်တဲ့ညီသက်ချင်းကိုအသက်ရှင်တဲ့ဖျားကပဲပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဟာအသက်ရှင်သောနာမတော်ကိုပိုင်ဆိုင်သောနော်အသက်ရှင်တဲ့ဖျားသခင်ဖြစ်ပါတယ်ထိုနာမကိုမြေကြီးပေါ်မှာရှိတဲ့နော်တတဝါတွေမြေကြီးအောက်ကောင်းကင်အောက်မှာရှိတဲ့တတဝါတွေကသခင်ဖြစ်တယ်ဆိုတာကိုဒူးထောက်ပြီးတော့မှဝန်ခံရမယ်ဖခင်ရဲ့နှုတ်တော်ထွက်ကပြည့်စုံမှာဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်မအနေနဲ့ဒါဆိုလို့ရှိရင်ကျွန်မပြောနေတဲ့ယေရှုခရစ်တော်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲပေါ့နော်နာမတော်ဆို name ပေါ့နော်ခုနကကျွန်မပြောတဲ့နာမည်ဆိုတာအဓိပ္ပာယ်ရှိရလေအဲ့တော့ယေရှုခရစ်တော်ရဲ့နာမတော်သူ့ရဲ့နာမည်ပေါ့သူ့ရဲ့အဓိပ္ပာယ်ကိုကျမ်းစာထဲမှာဖော်ပြထားသလားဆိုရင်ကျမတို့ရဲ့တမန်ကျမ်းစာထဲမှာအတိအကျဖော်ပြထားပါတယ်အဲ့ဒီယေရှုဆိုတဲ့နာမတော်နာမည်နာမတော်ရဲ့အဓိပ္ပာယ်ဟာမဿဲခန်းကြီး1အငယ်21မှာဆိုလို့ရှိရင်တော့တားယောက်ျားဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မှဲ့ရမည်ဒါကြောင့်ယေရှုဆိုတဲ့စကားလုံးမှာအနာမည်မှာအဓိပ္ပာယ်ရှိပါတယ်ဒါကတော့မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်ပါတယ်ကျမတို့ကိုအမင်္ဂလာတွေထဲကနေဝတ်ကျွေးတွေကံကျွေးတွေထဲကနေကယ်ချွတ်ပေးနိုင်တာကယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ခုနကျမရှေ့မှာဆရာလည်းတက်တည်ခံသွားသလိုပဲကျမတို့ကလမ်းပြခြင်းနဲ့ဆိုရင်လူကန်းကလူကန်းကိုလမ်းပြလို့မရဘူးလေနော်။ကျမတို့ကလူကန်းအချင်းချင်းလမ်းပြလို့မှမရတာ။သူလည်းမျက်စိမမြင်ဘူးကိုလည်းမျက်စိမမြင်ဘူးဆိုလို့ရှိရင်ကျမတို့ကလိုရာခီးရောက်မှာမဟုတ်ဘူး။အန်ဒီရဲကိုကြောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီလိုပါပဲကျမတို့ဒီအပြစ်ရှိသောပုထုဇဉ်လူသားတွေဖြစ်ပါတယ်အပြစ်နဲ့ကင်းသောသူတယောက်မျှမရှိပါဘူးအပြစ်ရှိသောသူအချင်းချင်းကျမတို့တယောက်ကိုတယောက်ကယ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးလို့အပြစ်ရှိတဲ့သူကိုကယ်ခြင်းအပြစ်မရှိတဲ့သူအပြစ်လုံးဝမရှိတဲ့သူကကယ်မှသာလျှင်ကယ်နိုင်တာဖြစ်ပါတယ်အဲ့ဒီအပြစ်လုံးဝမရှိတဲ့သူဟာဒီလောကထဲမှာတယောက်မှမရှိပါဘူး
ဒီလောကထဲမှာအမေရဲ့ဝမ်းတဲပေါ့မိခင်ရဲ့ဘိုက်ထဲကနေဖခင်မိခင်ကနေမွေးဖွားလာတဲ့ပုထုဇဉ်လူသားတိုင်းဟာအပြစ်နဲ့ကင်းသောသူတယောက်မှမရှိသောကြောင့်ကျမတို့အချင်းချင်းဘလို့မှကဲတင်လို့မရဘူးဆိုတာကိုကျမတို့စဉ်းစားကြည့်ရင်မိတ်ဆွေညင်းစရာမရှိဘူးလို့ကျမအနေနဲ့ယုံကြည်ပါတယ်ဒါဆိုရင်ကျမတို့ကိုဘယ်သူကဲမှာလဲကျမတို့လူတွေသူများတွေကိုတချို့ဆိုကြည်လိုက်လို့ရှိရင်သူကပေါ့နော်ကျင့်ကြံနိုင်တယ်ပေါ့သူ့ကိုကြည်လိုက်လို့ရှိရင်တမာတိနဲ့ပြည့်စုံတယ်တမာတီလာနဲ့ပြည့်စုံတယ်လို့ထင်ရပေမဲ့ကျမတို့အားလုံးကပေါ်တင်အပြည့်လောက်တာရှိတယ်လို့ခိုးဆောင်ခိုးဝမ်းနဲ့လှုပ်ဆောင်နေတာရှိအပြည့်လောက်တတ်ပါတယ်ပေါ့နော်ကိုဟန်ဆောင်နေတာကိုတည်ဆုံးပါကိုထိလက်ရောက်မကျူးလွန်ရင်တော့မှကျမတို့နှုတ်အားဖြင့်ကျူးလွန်တတ်ပါတယ်နှုတ်အားဖြင့်မကျူးလွန်ရင်တော့မှမနှောဆိုရယ်စိတ်အားဖြင့်ကျမတို့ပြတ်မှားတတ်သောလူတွေပဲဖြစ်ပါတယ်ဒါကြောင့်ဖျားခင်ကပြောပါတယ်ဖျားခင်ရှေ့မှာအားလုံးကအနတ္တဖြစ်ပါတယ်အသေးရှိသောသူတို့ဟာလည်းမုသာဖြစ်တယ်ယုံညံ့သောသူတို့ဟာလည်းအနတ္တဖြစ်တယ်လို့ပြောပါတယ်ဖျားသခင်ရှေ့မှာကျမတို့ကဟန်ဆောင်နေသောသူကအသေးရှိတယ်လို့ထင်ရရင်လည်းဟန်ဆောင်နေတာဖြစ်တယ်ဒါကြောင့်ကျမတို့လူချင်းကယ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်မလို့ယေရှုခရစ်တော်ကကျမတို့ကိုသင်ကိုကယ်ဖို့ရန်အတွက်ဒီလောကကျဲကလူသားတယောက်ကနေကြင်ကြံပြီးဖျားဖြစ်သွားတာမဟုတ်ဘဲနဲ့မိတ်ဆွေနဲ့ကျမမရှိစဉ်ကတည်းကရှိနေတော်မူသောဖျားဖြစ်ပါတယ်ထိုယေရှုခရစ်တော်သည်မိတ်ဆွေနဲ့ကျမကိုချစ်လွန်းလို့ကယ်တင်ဖို့ရန်အတွက်လူကိုကယ်ဖို့ရန်လူစာတိကိုခံယူခြင်းဖြစ်ပါတယ်လူစာတိကိုခံယူပြီးဒီလောကတွေကိုကြွလာပြီးတော့မှလဝါကတိုင်ပေါ်မှာမိတ်ဆွေနဲ့ကျမရဲ့အပြစ်တွေအားလုံးကိုကယ်ချွတ်ဖို့ရန်သူ့ရဲ့အသက်ကိုပေးလှူပြီးသူ့ရဲ့အသက်ကိုစွန့်ပြီးတော့မှလွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကကယ်တင်ခဲ့ပြီးပြီဖြစ်ပါတယ်။ထိုယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းမှုဟာယေရှုခရစ်တော်တပါးတည်းပဲပြုခဲ့တာဖြစ်ပါတယ်။နောင်လည်းဘယ်သူမှပြုမှာမဟုတ်ပါဘူးပေါ့နော်။ဒါကြောင့်ထိုယေရှုခရစ်တော်ရဲ့လက်ဝါးကတိုင်မှာအသေးခံခြင်းဟာမိတ်ဆွေနဲ့လည်းဆိုင်တယ်လို့ကျွန်မပြောချင်ပါတယ်။ခရိယန်တွေအတွက်ပဲလုံးဝမဟုတ်ပါဘူးဒီသတင်းစကားလေးကိုတခွန်ပဲဖြစ်ဖြစ်တစွန်းတစလေးပဲဖြစ်ကြားလိုက်တယ်ဆိုရင်တော့မှယေရှုခရစ်တော်ဟာမိတ်ဆွေတက်ဖြစ်တယ်လို့ကျမတို့ဒီကနေ့မှာဝေငှပြစေဒါကြောင့်ယေရှုဆိုတဲ့နာမတော်ရဲ့အတိတ်ပဲကအပြစ်မှာကဲချွတ်မှာဖြစ်ပါတယ်မိတ်ဆွေကိုပြုပြင်လို့မရပါဘူးเนาะကိုပြုပြင်လို့စ조사ပေမဲ့ဘလောက်ခံပါလဲပြုပြင်လို့မရပါဘူးလူဟာနှလုံးသားပြောင်းလဲဖို့အရေးကြီးပါတယ်နှလုံးသားပြောင်းလဲမှနှလုံးသားကပြောင်းလဲမှကျမတို့ရဲ့အကျင့်ကြံတွေပြောင်းလဲလာတာဖြစ်တယ်နှလုံးသားပြောင်းလဲမှကျမတို့ရဲ့ပြုမှုခြင်းတွေပြောင်းလဲလာတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီခုကျမပြောနေတဲ့ကျမတို့ပြောနေတဲ့ယေရှုခရစ်တော်ကတော့နှလုံးသားကိုပြောင်းလဲပေးနိုင်သောဖခင်ဖြစ်ပါတယ်သင်ရဲ့နှလုံးသားကိုအသစ်ပြုပြင်နိုင်သောဖခင်ဖြစ်ပါတယ်ဒါကြောင့်လူမီဒီကခရစ်တော်၌ရှိလင်အသစ်ပြုပြင်သောတတ္တဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီလို့အာမခံနိုင်သောယေရှုခရစ်တော်ဖြစ်ပါတယ်။ဒါကြောင့်ယေရှုဆိုတဲ့နာမတော်ဟာအပြစ်မှာကယ်ချွတ်သောနာမဖြစ်ပါတယ်။မိတ်ဆွေရဲ့အပြစ်တွေအားလုံးကိုကယ်ချွတ်ပြီး၍အသေးခံပြီး3ရက်မြောက်သောနေ့မှာသေခြင်းကိုအောင်မြင်၍ယနေ့အသက်ရှင်သောနာမတော်ကိုပိုင်ဆိုင်သောယေရှုဖခင်ဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ယေရှုခရစ်တော်ဟာအသက်ရှင်သောကြောင့်သူ့ကိုစကားပြောလို့ရတယ်ကျမတို့ပြောတာတွေကိုလည်းကြားနိုင်သောဖခင်ဖြစ်ပါတယ်။ဒါကြောင့်ကျမဒီကျမ်းပိုက်လေးတစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ချင်ပါတယ်။ယေရှုကိုယ်တိုင်ပြောခဲ့တဲ့မိန့်မာခဲ့သောစကားတော်တွေထဲကစကားတစ်ခွန်းဖြစ်ပါတယ်။ဒါကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14ခန်းငယ်73ကနေ14မှာဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14ခန်းငယ်73ကနေ14ဖြစ်ပါတယ်။သင်တို့သည်ငါ၏နာမကိုအမိပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်အကြောင်းမူကားခမည်းတော်သည်သားတော်အားဖြင့်ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းဒီသင်တို့သည်ငါ၏နာမကိုအမိပြု၍တစုံတစ်ခုသောဆုကိုတောင်းနေတောင်းသည့်အတိုင်းငါပြုမည်ကျမဒီကနေ့ယေရှုခရစ်တော်ရဲ့နာမတော်အကြောင်းကိုကျမဝေငှနေတာဖြစ်တယ်လို့ဒီကျမ်းပိုင်းမှာယေရှုခရစ်တော်ကိုတော်တိုင်ဘာပြောလဲဆိုရင်ငါရဲ့နာမကိုအမိပြုပြီးဆုတောင်းရင်တောင်းသမျှကိုပေးမယ်လို့ပြောပါတယ်ပြုမယ်လို့ပြောပါတယ်ဒါဆိုမိတ်ဆွေကစဉ်းစားမှာပေါ့နော်ဒါဆိုလွယ်လိုက်တာငါကြိုက်တာတောင်းမယ်ပေါ့နော်ငါကြိုက်တာတောင်းမယ်ဆိုလို့ရှိရင်တော့ဒီယေရှုဖခင်ကပေးမလားပေါ့နော်ပေးရမှာပေါ့လို့မိတ်ဆွေအနေနဲ့စဉ်းစားကောင်းစဉ်းစားလိမ့်မယ်နော်တချို့ကျတော့လည်းဆုတောင်းစရာမလိုပါဘူးကိုယ့်အားကိုရမှာပဲဒါကျမတို့ကလေလက်တွေ့အသက်ရှင်လို့ရှိရင်ကျမတို့မသိစိတ်ကတော့မှတောင်းမိတာရှိရနော်ဆုတောင်းမိရအားကိုရရှာတတ်ပါတယ်ဒါဟာ
ဖျားရှိနေတယ်ဆိုတာကိုကျမတို့ရဲ့အထက်ကအော်တာပါစိတ်ကအလိုလိုနော်လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေမိတ်ဆွေဒုက္ခတစ်ခုရောက်လာပြီဆိုရင်တော့အားကိုးရာရှာမိတတ်တာပဲလေနော်ဒါကြောင့်မလို့ဆုတောင်းကြမလို့ပါဘူးလို့တော့မိတ်ဆွေတစ်ဖက်သက်ပြောမယ်ပြောမှာမဟုတ်ဘူးပေါ့နော်အားလုံးရှေ့မှာတော့လူရှေ့မှာတော့ပြောကောင်းပြောမယ်ဒါပေမဲ့မိတ်ဆွေရဲ့အထဲမှာရှိမှာပါအားကိုးခြင်းနဲ့စိတ်ဆိုတော့ဒီနေရာမှာယေရှုကငါရဲ့နာမကိုအမိပြုဆုတောင်းပေးမယ်လို့ပြောတဲ့အခါမှာကျမတို့လိုချင်တာတွေတောင်းဖို့ဖျားခင်ပြောနေတာမဟုတ်ဘူးသူကအောက်မှာဆက်ပြောတယ်လေနော်ဘုံထင်ရှားမယ်ဖခင်ရဲ့ဘုံထင်ရှားမယ်ဆိုရင်တဲ့အဲ့ဒီဆုတောင်းချက်ကိုအဖြေပေးမယ်လို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ကျမဒီကနေ့ပြောချင်တာကသင်ရဲ့အသက်တာမှာဖခင်ဟာအသက်ရှင်သောဖခင်ဖြစ်ကြောင်းသင်ကိုထင်ရှားစေခြင်းနဲ့ဆိုရင်တော့သင်ဆုတောင်းတဲ့ဆုတောင်းချက်ကိုအဖြေပေးနိုင်သောဖခင်ဖြစ်တယ်ဆိုတော့ကျွန်မရဲရဲကြီးအာမခံပြရစီဒါကြောင့်သင်ဟာယေရှုခရစ်တော်ကိုယခုချိန်မှာလက်ရှိကိုးကွယ်နေသောသူဖြစ်စဉ်လည်းဖြစ်မယ်ယုံကြည်သက်ဝင်ခြင်းမရှိသေးတဲ့သူဖြစ်ကောင်းလည်းဖြစ်မယ်ကိစ္စမရှိပါဘူးထိုယေရှုခရစ်တော်ရဲ့နာမတော်ကိုအမိပြုပြီးတော့ဖခင်ထံမှာဆုတောင်းရင်ဖခင်ဒီအသက်ရှင်သောဖခင်ဖြစ်ကြောင်းဘုံထင်ရှားဖို့အတွက်ဆိုရင်တော့မိတ်ဆွေတောင်းတဲ့ဆုတောင်းချက်ကိုဂတိတော်နဲ့အညီပြည့်စုံစေမှာဖြစ်တယ်ဆိုတာကိုစမနေထပ်ဆင့်ပြီးတော့မှဝေငှချင်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့ညမှာပေါ့နော်ကျမတို့ယေရှုခရစ်တော်ရဲ့နာမတော်ဆိုရဲလောကမှာနာမည်အများရှိပါတယ်။တခုဆိုလို့ရှိရင်ကျမတို့ကဘယ်နာမည်အောက်မှာလောက်တာလဲ under the name of လို့ကျမတို့ပြောတယ်ပေါ့နော်။ငါဘယ်နာမနဲ့ပြောကြရပေါ့နော်။ငါဒီအဖွဲ့အစည်းတစ်ခုရဲ့နာမဆိုရင်သူကauthority ရှိရပေါ့နော်အခွင့်အာဏာရှိရဲဆိုကျမတို့ပြောကြပါတယ်ဒါပေမဲ့ထိုရရဲ့အားလုံးကအဖွဲ့အစည်းတစ်ခုရဲ့နာမဘလောက်ပဲနာမည်ကြီးပါစေကျမတို့အတိုင်းအတာတစ်ခုထိပဲကျမတို့ကိုအကျိုးပြုတာပါเนาะတချို့ဆိုလို့ရှိရင်ဘသူနာမနဲ့သွားတာပေါ့ဘယ်နာမည်နဲ့သွားရင်ဘယ်လူကြီးစီဝင်သွားဘသူနာမည်နဲ့အဲ့လိုမျိုးဆိုရင်ဒီနာမည်တစ်ခုဟာကျမတို့ကိုလောကမှာအတိုင်းအတာတစ်ခုထိတော့အကျိုးပြုပါတယ်ဒီနာမည်နဲ့သွားလိုက်ရင်ကျမတို့အကျိုးကျေးဇူးခံစားရတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ကျမတို့ဒီညနေမှာကျမတို့ပြောနေတဲ့နာမကလူရဲ့နာမမဟုတ်ပါဘူးเนาะမွေးဖွားလာပြီးတည်သွားမဲ့လူတိုင်းရဲ့နာမမဟုတ်ပါဘူးကဘာမတီမရှိမီတဲ့ကရှိနေတော့ယေရှုခရစ်တော်ရဲ့နာမတော်အကြောင်းကိုပြောနေတာဖြစ်ပါတယ်အဲ့ဒီနာမကလွယ်ပြီးတော့မှကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမှကောင်းကင်အောင်လူမှာမရှိပါဘူးလို့ကျမထပ်ဆင့်ပြီးတော့မှအားပေးခြင်းနဲ့ပြောပြခြင်းပါတယ်ထိုနာမတော်အားဖြင့်ကျမတို့ကငရဲတကားကိုပိတ်ပြီးတော့မှဖျားသခင်ပြင်ဆင်ထားတဲ့ဖျားရှိတဲ့နေရာမှာကျမတို့သွားနေတာဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ကငါဟာလမ်းခီးဖြစ်တယ်တမန်တရားလည်းဖြစ်တယ်အသက်လည်းဖြစ်တယ်ထိုနာမတော်အားဖြင့်သွားမယ်ဆိုရင်ယခုဘဝနောက်ဘဝအတွက်အာမခံချက်ပေးနိုင်တော့အသက်ရှင်တော့ယေရှုခရစ်တော်ရဲ့နာမတော်ဖြစ်တယ်ဆိုတာကိုလည်းကျမအနေနဲ့ထပ်ဆင့်ပြီးတော့မှယေရှုအသက်ရှင်ကြောင်းပြောကြားပါစေဒါကြောင့်ယေရှုခရစ်တော်ဟာမိတ်ဆွေနဲ့ဆိုင်ကြောင်းပြောကြားပါစေမိတ်ဆွေဘယ်ဘာသာကိုကိုးကွယ်နေပါစေမိတ်ဆွေအခုတောမှာပဲရှိမြို့မှာပဲရှိမိတ်ဆွေအရန်စိတ်သက်ကြနေလားနော်အရန်အားငယ်နေလားညီသက်ချင်းမခံစားရဘူးလားအသက်ရှင်တဲ့ယေရှုခရစ်တော်ရဲ့နာမတော်ကိုကင်ဆွဲပြီးခေါ်ကြည့်ပါယေရှုခရစ်တော်ဒီအသက်ရှင်ကြောင်းသူကိုယ်တိုင်သက်သေထူမဲ့ဘုရားသခင်ဖြစ်ကြောင်းကျမတို့အနေနဲ့ဒီကနေ့ညမှာသတင်းကောင်းလေးကိုအနည်းငယ်ဝေမျှပါစေဇာနာသူရောက်ရှင်အသက်ကြောင်မှာဘုရားခင်အလင်းခံစားရဖို့ရန်အတွက်ဘုရားခင်ရောက်ရှင်အောင်ကောင်းချီးပေးပါစေ